ကျွန်တော်တိုက်ရိုက်ပဲသွားလိုက်တယ်ရှားဝင်ချင်းကတော့အပြင်ထွက်သွားပြီးကျွန်တော်ခေါင်းခါပြီးစိတ်သက်သာရသွားတယ်ဖျော်ဖြေရေးလောကဆိုတာဒီလိုပဲလူကုန်ထမ်းတွေကိုဖားပြီးအောက်ခြေလူတန်းစားတွေကိုဖိနှိပ်တကြတယ်လမ်းမှာသာအမှတ်မထင်ဆုံခဲ့ရင်သူမကခေါင်းညိတ်ပြီးနှုတ်ဆက်ကောင်းနှုတ်ဆက်လိမ့်မယ်ဒါပေမဲ့ရိုက်ကွင်းမှာတော့သူမကအခုခေါင်းဆောင်မင်းသမီးဖြစ်နေပြီကျွန်တော်ကတော့ယာယီခေါ်လာတဲ့အရန်တရုပ်ဆောင်တယောက်သားပဲဒီအစင်တန်းကတော့ပြောစရာတော့မလိုပါဘူး EQ မြင့်တဲ့သူတွေကတော့ဟန်ဆောင်ပြီးရင်ကျေးပြကောင်းပြလိမ့်မယ် EQ နှိမ့်တဲ့သူတွေကတော့ပြောနေစရာတော့မလိုဘူးမင်းတို့အရန်တရုပ်ဆောင်တယောက်ကိုဂယုစိုက်ဖို့တောင်ပြင်းနေလိမ့်မယ်သူမရဲ့ဇလန်းတွေကမမျှော်လင့်ပဲပေါက်သွားရင်ရောသူမကတညာတွင်းချင်းနာမည်ကြီးသွားလိမ့်မယ်မင်းကရောပါလေအမြဲတမ်းအရန်တရုပ်ဆောင်ပဲလေဒါကြောင့်ကျွန်တော်ကဒီကိစ္စကိုပွင့်ပွင့်လင်းလင်းပဲသဘောထားလိုက်တယ်ကျွန်တော်တကားဝါမှာရက်ဆောင်နေခဲ့တယ်လူရွေးချယ်ရေးလက်ထောက်ဒရိုက်တာကဒရိုက်တာနဲ့အချိန်ကြာကြီးတီးတိုးပြောနေခဲ့တယ်ဘာအချိန်နေလဲပြဿနာတစ်ခုများရှိနေလို့လားတကယ်ပဲမကြခင်မှာလူရွေးချယ်ရေးလက်ထောက်ဒါရိုက်တာကကျွန်တော်စီရှောက်လာပြီးလေးလေးနက်နက်ပြောခဲ့တယ်။ရှောင်းလို့ဒီလိုအခြေအနေရှိတယ်။ငါတို့မပြန်လာခင်မှာခေါင်းဆောင်မင်းသမီးကလူတစ်ယောက်ခေါ်လာတယ်။မင်းနားလေတယ်မလား။အထက်ကစားဖို့မူနေရအတွက်ပေါ့။ဒီစကားကိုကြားတော့ကျွန်တော်ချက်ချင်းသဘောပေါက်သွားတယ်။ရှာဝမ်းချင်းကဘာလို့လူတစ်ယောက်ကသူမစီကပိုက်ဆံအကျွေးယူထားတဲ့ယုံမျိုးနဲ့အေးဆက်ဆက်နဲ့ယွန်းရှာစရာကောင်းနေတာလဲဆိုတာကိုပေါ့။တကယ်တော့သူမကသူမရဲ့လူကိုခေါ်လာပြီးမျက်နှာပြချင်နေတာပဲ။ဒီလိုကိစ္စမျိုးကရိုက်ကွင်းမှာမဆန်းပါဘူး။နေတိုင်းဖြစ်နေကြပါ။ကျွန်တော်ကတော့ဒါကိုအရေးမစိုက်ပါဘူး။ဒါပေမဲ့မလာခင်ကကျွန်တော်ဒီလူရွေးချယ်ရေးလက်ထောက်ဒါရိုက်တာနဲ့စာချုပ်ချုပ်ထားခဲ့တယ်။ကျွန်တော်မျက်မှောင်ကျုပ်သွားတာကိုမြင်တော့လက်ထောက်ဒါရိုက်တာကကျွန်တော်ပခုံးကိုပုတ်ပြီးတီးတိုးပြောခဲ့တယ်။ရှောင်းလူမင်းအရင်မစိုးရိမ်ပါနဲ့ဒီအခန်းထဲငယ်မှာပါတဲ့စားဖို့မူနေရကနောက်ခံလူတက်တက်ဆိုပေမဲ့3ရက်ပဲရိုက်ရမှာပါ။ဒါပေမဲ့ဒါရိုက်တာကအသေးစိတ်ကိုအရန်ဂယုစိုက်တယ်။အထဲကလူငယ်လေးကဟင်းချက်ဖို့လုံးဝမသိဘူး။မိဖို့ကြောင့်တွေကခန်းစားချက်ကလုံးဝမှားနေတယ်။ငါတို့မပြန်လာခင်က10ခါလောက်ပြန်ရိုက်ကြည့်ပြီးတခုမှအဆင်မပြေဘူး။ဒါကြောင့်ဒါရိုက်တာကမင်းရဲ့ခန်းစားချက်ကိုအရင်ကြည့်ကျင်တယ်လို့ပြောတယ်။ခန်းစားချက်မှန်ရင်မင်းနေခဲ့ရမယ်။ခန်းစားချက်မှားနေရင်တော့ဒီအတိုင်းပဲသူ့ကိုပဲဆက်သုံးလိုက်တော့မယ်။ငါပြောတာကိုမင်းနားလေတယ်မလား။နားလေပါတယ်နားလေပါတယ်။မနေ့ကအင်တာနက်မှာမင်းတက်တီကြီးတရုပ်ဆောင်ထားတဲ့ဗီဒီယိုကိုငါတွေ့ခဲ့တယ်။တော်တော်လေးအထင်ကြီးစရာပဲမင်းတရုပ်ဆောင်နေတာလားဒါမှမဟုတ်ဘလို့ပဲဖြစ်ဖြစ်မင်းကဒဲအိုးလွင်ပြီးဟစ်ချက်နိုင်တယ်လို့ပြောခဲ့တယ်လေအခုသွားပြီးငါ့ကိုပြစမ်းပါဟုတ်ကဲ့ကျွန်တော်မိဖို့ကြောင့်စီကိုပေါ့ပေါ့ပါပါပဲရှောက်သွားခဲ့တယ်လမ်းလျှောက်နေရင်းနဲ့ကျွန်တော်ကစားဖို့မူတယောက်ရဲ့အမူအရာကိုပြောင်းလဲထားလိုက်ပြီးအနောက်ဘက်မိဖို့ကြောင့်မှာတော့ကျွန်တော်ကအဝတ်စားတွေလဲထားပြီးဒါပေမဲ့မိတ်ကပ်တော့မလင်းရသေးဘူးဒါရိုက်တာကကျွန်တော်ရဲ့အရှိန်ဝါကိုပဲကြည့်ချင်တာပါဘလို့ဇက်ကောင်ပဲဖြစ်ဖြစ်အရန်တရုပ်ဆောင်ပဲဖြစ်ဖြစ်အရှိန်ဝါတော့ရှိရမယ်အရှိန်ဝါတက်လာတာနဲ့အလိုလိုဇက်ကောင်တွေကိုဝင်သွားမှာပဲဒါကြောင့်လူတစုကအနောက်ဘက်မိဖို့ကြောင့်တကားဝါမှာကြိတ်ကြိတ်တိုးနေကြတယ်မီးအောင်တွေနဲ့ကင်မရာမန်ဘလူးတွေကနေရာယူထားပြီးဒါရိုက်တာကအပြင်မှာထိုင်ပြီးမော်နီတာကိုကြည့်နေတယ်ခေါင်းဆောင်မင်းသမီးရှာဝန်ချင်းကလည်းတကားဝါမှာလာကြည့်နေတယ်သူမဘေးမှာသူမခေါ်လာတဲ့လူငယ်လေးရက်နေတယ်လူငယ်လေးကကျွန်တော်ကြောပြင်ကိုကြည့်ပြီးရှာဝန်ချင်းရဲ့နာနာကက်ကတီးတိုးမေးလိုက်တယ်အမကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအရင်ကြည့်ကြတာပေါ့လူကလည်းတော်တော်ငယ်ပါသေးတယ်စားဖို့မူတယောက်ရဲ့အရှိန်ဝါဆိုတာအဲ့ဒီလောက်အထုခိုးဖို့မလွယ်ပါဘူးစိတ်မပူပါနဲ့အနောက်ဘက်မီးဖို့ကြောင်မကလက်ပုတ်တန်ထွက်လာတာနဲ့အရှင်စတင်ရိုက်ကူးပါပြီမီးဖို့ရှိမှကျွန်တော်ကကျွမ်းကျင်စွာနဲ့မီးပွင့်ပြီးဒဲအိုးကိုအပူပေးလိုက်တယ်ကျွန်တော်ကြက်ဥထမင်းကြော်တပွဲကြော်မယ်အရန်ကိုရိုးရှင်းတဲ့အစားအစာတစ်ခုဟာဒါရိုက်တာဂရုစိုက်တာကထမင်းကြော်အရသာရှိမရှိဆိုတာမဟုတ်ပဲကျွန်တော်စီမှာစားဖို့မူတယောက်ရဲ့အရှိန်ဝါရှိမရှိဆိုတာပါပဲရလက်အနေနဲ့မော်နီတာထဲမှာကျွန်တော်ဒဲအိုးကိုကင်ပြီးရောင်းမကိုကင်လိုက်တာကိုသူမြင်တဲ့အခါသူ့မျက်လုံးတွေကချက်ချင်းအယောင်လင်းသွားတယ်ဒါပဲဒီခံစားချက်ပဲမော်နီတာထဲမှာကျွန်တော်ကမိဖို့ရှိမှရက်နေပြီးရေးစည်းတယ်လို့ချောမွေ့စွာလှုပ်ရှားနေတယ်ဒဲအိုးကိုအပူပေးပြီးစီဝဲကအေးစီလောင်းထည့်လိုက်တယ်ကျွန်တော်ကကြက်ဥတစ်လုံးကိုပေါ့ပေါ့ပါပါပဲကောက်ကင်လိုက်တယ်စားဖို့မူတွေရဲ့အခန်းထဲဝင်အကြဆုံးနီးလန်းနဲ့လက်တစ်ဖက်ထဲနဲ့ခပ်ဖွားဖွားညှစ်ပြီးကြက်ဥခုံကိုတိုက်ရိုက်ခွဲလိုက်တယ်ကြက်ဥကစီပူအိုးထဲကိုကျသွားတယ်တစ်လုံးနှလုံးသုံးလုံးပြီးတော့ကျွန်တော်ကကြက်ဥတွေကိုလှင်မြန်စွာမှွေနှောက်လိုက်တယ်ကျွန်တော်လက်အမြန်နှုံးကအရမ်းမြန်တယ်တစ်ချိန်တည်းမှာပဲလက်တစ်ဖက်ကအဝစ်ကိုခံပြီးတက်တဲ့အိုးကိုကင်ကစတင်လွှင့်လိုက်တယ်အဲ့ဒီလှုပ်ရှားမှုကကြည်ရတာအရန်ကိုမျက်စိပတာတာဖြစ်စေတယ်အစစ်အမှန်စားဖို့မူတယောက်ကဒီလိုမျိုးဖြစ်ရမယ်ဒါရိုက်တာကသဘောကျသွားပြီးမတိမတာခေါင်းညိတ်လိုက်တယ်တစ်ချိန်တည်းမှာပဲတကားဝမှာကြိတ်ကြိတ်တိုးနေတဲ့လူတွေကလည်းချင်းချင်းကြည့်ပြီးသဘောတူညီစွာခေါင်းညိတ်လိုက်ကြတယ်ဒါကအရန်ကိုသဘာဝကျတယ်ဘလို့ပဲကြည့်ကြည့်စားဖို့မူတယောက်နဲ့တူးနေတယ်မကြခင်မှာပဲမိဖို့ကြောင့်တွေကအလုပ်တွေပြီးသွားတယ်ကြက်ဥထမင်းကြော်တပွဲရပြီကျွန်တော်ကတန်ယောင်းမာကြီးနဲ့ထမင်းကြော်ကိုခတ်ထုတ်လိုက်တဲ့အခါကျွန်တော်လက်ကွက်ကတက်ရက်ပြီးလှင့်မြန်တယ်ဒဲအိုးထဲမှာအကျွင်းကြံနေနေပဲကြံတော့တဲ့အချိန်မှာကျွန်တော်ကလက်ကန်ရှည်တန်ယောင်းမာနဲ့တန်တဲအိုးထဲမှာအားထည့်ပြီးနောက်ကိုချစ်လိုက်ကနောက်ပြန်တစ်ပတ်လှည့်ပြီးမိဖို့ပေါ်ပြန်တင်လိုက်တယ်တန်ယောင်းမာတွေကထမင်းကြော်တွေကိုပကန်းနဲ့လောင်းထည့်လိုက်တယ်ဒီတစ်ခွက်ထဲနဲ့တည်း professional စားဖို့မူအများစုတောင်ဒီလောက်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူးလူအများစုကဒီလိုချစ်တာကိုကောင်းကောင်းမထိန်ချုပ်နိုင်ဘူးအားနဲ့ထောင်းကအံဝင်ခွင်ကြဖြစ်နေမှရမယ်မဟုတ်ရင်ကြမ်းမြင်ပေါ်အကုန်ပြန့်ကျသွားလိမ့်မယ်တကားဝမှာတော့လူရွေးချယ်ရေးလက်ထောက်ဒါရိုက်တာကဝမ်းသာအားရပြုံးနေတယ်ဒီလို professional အဆင့်နဲ့ဆိုရင်သူကဘာအပြစ်မှရှာမတွေ့နိုင်တော့ဘူးဒါကိုဟင်းချက်မကောင်းဘူးလို့ပြောလို့ရအောင်မလားထမင်းကြော်ရပြီထမင်းကြော်ရပြီဧည့်သည်တွေကိုသွားချပေးလိုက်အပြင်ဘက်ကနေကတ်ဆိုတဲ့အတန်ထွက်လာတယ်တရုတ်ဆောင်စစ်ဆေးမှုပြီးဆုံးသွားပြီလူရွေးချယ်ရေးလက်ထောက်ဒါရိုက်တာကပထမဆုံးရှောက်လာပြီးကျွန်တော်ပခုံးကိုပုတ်လိုက်တယ်မစိုးဘူးဒီခံစားချက်ကမှန်တယ်ဒါရိုက်တာလည်းရောက်လာတယ်သူ့မျက်နှာကတည်ငြိမ်တဲ့အမူအရာရှိနေသေးပေမဲ့သူ့မျက်လုံးတွေကတော့ဘယ်သူ့ကိုမှလှည့်စားလို့မရဘူးသူ့အရန်ကိုကျေနပ်နေတယ်မိဖို့ကြောင့်တကားဝါကိုရှောက်လာပြီးဓာတ်ရိုက်အော်ပြောလိုက်တယ်သူ့ကိုပဲယူမယ်မြန်မြန်သူ့ကိုမိတ်ကပ်လိမ့်ပေးလိုက်တကယ်အစ်စ်တစ်ခေါက်ပြန်ရိုက်မယ်ဟေးရှောင်းလူနောက်ထပ်အချက်ဥထမင်းကျော်တပွဲလောက်ကြောလိုက်အောင်ခန်းစားချက်မပြောင်းသွားဘူးမျှော်လင့်တယ်စောစောကခန်းစားချက်ကအမှန်ပဲအားလုံးပဲနေရာယူကြရှောင်းရှာမင်းရဲ့အခန်းတွေပြီးသွားပြီမျက်မျက်လို့ရှာဝန်ချင်းရဲ့အတန်မှာတော့မလိုလားတဲ့အရေးအယောင်တွေပါနေတယ်သူမကသူမခေါ်လာတဲ့လူငယ်လေးရဲ့လက်မောင်းကိုနှစ်သိမ့်တယ်လို့ပုတ်ပြီးအရင်ထွက်သွားဖို့အချက်ပြလိုက်ရတယ်အနည်းဆုံးတော့ဒီအခန်းကိုရိုက်ခွင့်ပေးရမှာပဲဒါနဲ့မိတ်ကပ်ဆရာကကျွန်တော်ကိုမိတ်ကပ်လိမ့်ပေးတယ်ငါရဲ့စားဖို့မှုကခန်းစားချက်မှန်ဖို့အတွက်စီချေးတွေချွေးတွေနဲ့ပေပွားနေရမယ်ဒါရိုက်တာကဘေးမှာရက်ပြီးမိတ်ကပ်နဲ့ပတ်သက်တဲ့အကြံဉာဏ်တွေပေးနေတဲ့စကားအနှဲငယ်ပဲပြောတာပါဒီလက်ထောက်ဒါရိုက်တာကအရန်ကိုလေးနဲ့တဲ့လူဆိုတာကျွန်တော်သိလိုက်တယ်
ဒီဘက်ချက်နေတဲ့ TV ဇလန်တွေရဲ့ဇညွန်းကသာအဆင်ပြေမယ်ဆိုရင်ကြည့်ရတာတော်တော်လေးကောင်းမယ်လို့ကျွန်တော်ခန်းစားရတယ်ဇလန်တပုတ်ရဲ့ဝိညာဉ်ကတကယ်တော့ဒါရိုက်တာစီမှာပဲအများစုရှိတာပါတရုတ်ဆောင်တွေကဒုတိယပါဒါရိုက်တာကညွှန်ကြားချက်တွေပေးပြီးတော့ထွက်သွားဖို့ပြင်တယ်မထွက်ခင်မှာကျွန်တော်ခုလေးတင်ကြော်ထားတဲ့ကျဲဥထမင်းကြော်ကိုတစ်ချက်ကြည့်ပြီးအမှတ်မထင်မဲ့သွားယူသွားတယ်10မိနစ်ကျော်ကြာတော့တရားဝင်ရိုက်ကူးရေးစတင်ပြီးလက်ပုတ်တန်ထွက်လာတယ်မီးရောင်နေနဲ့ကင်မရာတွေအလုံးများနေကြတယ်ကျွန်တော်ကမျက်နှာတော့မပြရဘူးအထဲမှာဟင်းချက်နေုံပဲမီးဖို့ကြောင့်တကားဝမှာတော့သူတို့ကစင်တွဲလာလို့ဇက်ကောင်မျိုးခေါင်းဆောင်မင်းသမီးနေရာကနေတရုတ်ဆောင်နေကြတယ်ရှာဝန်ချင်းကမြေကြီးပေါ်မှာစောင့်ကြောင်ထိုင်ပြီးဟင်းသီးဟင်းရွက်တွေစေးနေတယ်ကင်မရာကသူမကိုပဲချိန်ထားတယ်တခါတလေတော့သူမအနောက်ကကျွန်တော်ကြောပြင်ကိုပါထည့်ရိုက်တယ်အပြင်ဘက်မှာတော့ဒါရိုက်တာကမော်နီတာရှေ့မှာထိုင်ပြီးကြည့်နေတယ်ဒါပေမဲ့သူ့ဘယ်ဘက်လက်ကပကံကိုကင်ထားပြီးညာဘက်လက်ကဇွန်းကိုကင်ကစားလောင်နေတဲ့ဝင်ပလွေတကောင်လိုကျဲဥထမင်းကျော်ကိုငန်းငန်းတက်စားနေတယ်သူ့ကိုသူတောင်သတိမထားမိဘူးသူကအရန်ကိုမြင်ရရှက်ရည်စားနေတာ2နာရီကျော်ကြာတော့ရှာဝန်ချင်းရဲ့အခန်းတွေပြီးသွားပြီလို့သတ်မှတ်လိုက်တယ်ဒါရိုက်တာရဲ့မျက်နှာထားကိုကြည့်ရတာကတော့ခက်ချိတ်ချိတ်ပဲအောင်မြင်သွားပုံရတယ်ဒီ2နာရီကျော်အတွင်းမှာတင်ကျွန်တော်ကကျဲဥထမင်းကျော်စုစုပေါင်းပကံ12ပွဲကျော်ခဲ့ရတယ်ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်လက်မောင်းတွေအရန်ကိုညောင်းနေပြီဒါပေမဲ့ဒါကစားပုံမှုအခြေအနေကနေပုံမှန်ပြန်ပြောင်းသွားတဲ့အချိန်မှာခံစားရတာပါစားပုံမှုအခြေအနေမှာရှိနေတော့ကတော့အားရင်ကုန်ခန်းသွားတယ်လို့လုံးဝမခံစားရဘူးဒါကလည်းအံ့ဩစရာကောင်းတယ်အဲ့ဒီနောက်မှာနောက်ထပ်အခန်းတိုလေးတွေနည်းနည်းဆက်ရိုက်တယ်အချိန်သိမ့်မယူလိုက်ရပါဘူးမကြခင်မှာပဲမုန်းတဲ့ချိန်ရောက်သွားတယ်ခဲဘက်ကစားပွဲတွေပေါ်မှာကျဲဥထမင်းကျော်တွေအပြည့်တင်ထားတာကိုကြည့်ရင်ဒီနေ့လေအားလုံးပဲကျဲဥထမင်းကျော်စားကြမယ်ထမင်းမှုတွေဖြတ်လိုက်ပြီးဟာဒီကျဲဥထမင်းကျော်ကအရန်စားကောင်းတာပဲထမင်းစေးတွေကတီးခြားစီဖြစ်နေတယ်အရသာကလည်းကွက်တီပဲကျဲဥခွန်လေးတွေကထမင်းစေးတွေကိုလွှမ်းခြုံထားတယ်ကြက်တုံမြိတ်လေးတွေနဲ့တွဲစားလိုက်တော့နူးညံ့ပျော့ပြောင်းပြီးမွေးကြိုင်နေတာပဲရှောင်းလူမင်းအရင်ကစားဖို့မှုလုပ်ဘူးလားမလုပ်ဘူးတကယ်မလုပ်ဘူးပါဘူးကျွန်တော်ရုပ်ရှင်နဲ့ရုပ်မြင်သံကြားကြောင်းကနေဘွဲရကလေးကအရန်တရုပ်ဆောင်ပဲလုပ်လာတာပါစားဖို့မှုတကယ်မလုပ်ဘူးပါဘူးဒါပေမဲ့နေ့စဉ်ဘဝမှာကျွန်တော်ဟင်းချက်ရတာဝါသနာပါလို့ဒီအကွက်လေးကိုတော့သိနေတာပါအော်ဒီလိုကိုလူငယ်လေးမင်းကတော်တော်လေးစွမ်းဆောင်နိုင်တာပဲအနည်းဆုံးတော့မင်းရဲ့ချက်ဥထမင်းကျော်ကအရန်မိုက်တယ်ချက်ဥထမင်းကျော်ကဘာမှမဟုတ်သေးပါဘူးကျွန်တော်ကတရုတ်ဟင်းလျာကြီး10မျိုးလုံးကိုချက်တတ်တယ်နိုင်ငံတော်အခန့်ပွဲဟင်းလျာတွေလည်းချက်တတ်တယ်မန်ချူဟန်ပါယာပွဲတော်ဟင်းလျာတွေတောင်ချက်တတ်သေးတယ်လူရွေးချယ်ရေးလက်ထောက်ဒါရိုက်တာကထမင်းတလုတ်ကိုထွေးထုတ်လိုက်မိတယ်နေလေစာစားပြီးတော့ကျွန်တော်ကစားတောက်ဆိုင်အပြင်ဘက်ကတစ်ပင်အရေးအောက်မှာတယောက်တည်းရက်ပြီးလှုပ်အခရှင်းဖို့စောင့်နေခဲ့တယ်အရန်တရုတ်ဆောင်လှုပ်ရတာကလှုပ်အခကိုနေချင်းရှင်းပေးတယ်ကျွန်တော်ရဲ့ဖြတ်လျှောက်အခန်းတွေရိုက်လို့ပြီးသွားပြီဆိုတော့ယွမ်150ရလိုက်တယ်300စာထမင်းဖို့တော့ရသွားပြီကျွန်တော်ကစွမ်းရည်ပြဖို့ကိုဖွင့်ကြည့်လိုက်တယ်ကျွန်တော်နဲ့ချိတ်ဆက်ထားတဲ့စနစ်အတွက်အကောင်းဆုံးတိုးတက်နိုင်တဲ့နီလန်ကအရန်တရုတ်ဆောင်လုပ်တာပါပဲကွဲပြားတဲ့ဇက်ကောင်တွေကိုခန်းစားနိုင်တဲ့များကာလပတ်လုံးဒါကအလုပ်ဖြစ်မှာပဲစနစ်ရဲ့အဆင့်မြင့်တင်ဖို့အကောင်းဆုံးနီလန်ကတော့ဇက်ဖို့တရုတ်ဆောင်တယောက်လုပ်ဖို့ပါပဲကွဲပြားတဲ့ဇက်ကောင်တွေကိုခန်းစားနိုင်တဲ့အဆင့်ပြေပါတယ်ဒါမှမဟုတ်နာမည်နဲ့ရလာရင်အထူးဇက်ဖို့ဒါမှမဟုတ်အရှိတန်းတရုတ်ဆောင်လုပ်လို့ရပါတယ်ပိုအဆင့်မြင့်လာရင်တော့အထူးဧည့်သည်တရုတ်ဆောင်လုပ်ရုံနဲ့လုံလောက်ပါပြီရုပ်ရှင်ပဲရိုက် TV ဇလန်တွဲပဲရိုက်တကယ်တရုတ်ဆောင်တယောက်ဖြစ်ဖို့လုံးဝမလိုအပ်ပါဘူးအချိန်ကုန်တာအများများပြီးလုံးဝမလိုအပ်တဲ့ကိစ္စပါဇက်ကောင်အနေငယ်ကိုရိုးရိုးရှင်းရှင်းလေးခန်းစားကြည့်ုံနဲ့တင်တကယ်တော့ကျွန်တော်ဘဝကိုတိုးတက်အောင်လုပ်နိုင်တဲ့စွမ်းရည်ရှိနေပါပြီပိုကောင်းတဲ့ဘဝတစ်ခုကိုတောင်ရနိုင်ပါတယ်ဥပမာဒီစားဖို့မှုဇက်ကောင်ဆိုရင်စနစ်ကပေးထားတဲ့စွမ်းရည်တွေကအရန်ကိုလွန်ကဲနေပါတယ်နာမည်ကြီးဟင်းလျာရှင်မျိုးပဲဖြစ်ဖြစ်နိုင်ငံတော်ပွဲတော်ဟင်းလျာတွေပဲဖြစ်ဖြစ်ပျောက်ကွယ်နေပြီဖြစ်တဲ့မန်ချူဟန်အေဂရစ်ပွဲတော်ဟင်းလျာတွေကိုတောင်ချက်ပြုတ်နိုင်ပါတယ်စပိန်တောင်မလိုတော့ပါဘူးစွမ်းရည်ပြဖို့ပြားကိုပိတ်လိုက်ပြီးကျွန်တော်အပြင်းကြောဆန့်လိုက်ပါတယ်ရုပ်တရက်ကျွန်တော်အနောက်ကနေခြေတံကြားလိုက်ရတယ်လှက်ကြည့်လိုက်တော့ရှစ်ချင်းဝံဖြစ်နေပါတယ်သူမကလက်ကိုနောက်ပစ်ပြီးဖြည်းဖြည်းချင်းရှောက်လာကပြုံးပြီးနှုတ်ဆက်ပါတယ်လူချန်တိုက်ဆိုင်လိုက်တာနင့်ကိုဇက်ဖို့အနေနဲ့ခေါ်ထားလိမ့်မယ်လို့မထင်ထားဘူးဒီမနေ့နင့်ကိုတွေ့တော့ငါတောင်လန့်သွားတယ်ဟုတ်လားဒါဆိုဘာလို့လန့်ပြီးခုံမတက်သွားတာလဲဟာနင်ကတကယ်ဟာတညံရှိတာပဲပထမတစ်ချက်ကြည့်လိုက်ရင်တော့သူမကတော့သူလေးလိုရိုးသားဖြူစင်တဲ့ပုံစံလေးပါဒါပေမဲ့တေချာကြည့်လိုက်ရင်တော့အဲ့ဒီမျက်လုံးတွေထဲမှာအယောင်ဆောင်မှုတွေအပြည့်ပါပဲဟန်ဆောင်တာအရန်ကောင်းလုံးပါတယ်ဒီမနေ့ကျွန်တော်ရောက်လာတော့ကအေးဆက်ဆက်နဲ့ညင်းပယ်တဲ့ပုံစံကိုသူမတွေ့ခဲ့ရလို့ဒါပေါ့မဟုတ်ရင်ဒီတစ်ခါသူမတကယ်ပဲလာနှုတ်ဆက်တယ်လို့ထင်သွားနိုင်ပါတယ်ဒါပေမဲ့သူမကလုံးဝအဲ့ဒီလိုမဟုတ်ပါဘူးဘာကိစ္စရှိလို့လဲတကယ်ပြောတာမနေ့ကစက်တင်မှာနင်တရုတ်ဆောင်ထားတဲ့အစမ်းဗီဒီယိုကိုငါကြည့်လိုက်တယ်တကယ်လန့်သွားတာအဲ့ဒါတကယ်ပဲလားအဲ့ဒီပုံစံကနင်တကယ်တရုတ်ဆောင်ထားတာလားငါနည်းနည်းတော့တန်တရားဖြစ်မိတယ်တောက်ဒီမိမနင်တန်တရားရဲ့နောက်ွယ်ကစကားကဘာကိုဆိုလိုချင်တာလဲငါကမူရစ်စေတုံးနေတဲ့သူလို့ပြောချင်တာလားဒီမိမကလူတွေကိုယွံအောင်တမင်တက်တက်လာလုပ်နေတာပါတကယ်တော့ဒီမှာနင့်ကိုတွေးလိုက်ရတော့ငါလည်းလန့်သွားတာပဲဘာလို့လဲဒီဇက်ကအဖွဲအကြောင်းနင်သိလားမဟုတ်ပါဘူးနင်ရဲ့တရုတ်ဆောင်စွမ်းရည်ကဒီဇလန်တွဲရဲ့မင်းသမီးနေရာနဲ့မထိုက်တန်ဘူးလို့ငါထင်လို့ပါနင်ကတကယ်ကန်ကောင်းတာပဲမင်းသမီးနေရာကိုဘလို့ရသွားတာလဲဆိုတာငါလည်းနည်းနည်းတော့တန်တရားဖြစ်မိတယ်အရင်ကချိုးတာနေတဲ့ရှချင်းဝမ်ရဲ့မျက်နှာကချက်ချင်းပဲဖြူလျော့သွားပါတယ်။သူမရဲ့မျက်ခုံးတွေတောင်တုံရင်သွားပါတယ်။ကျွန်တော်စကားကသူမကိုလှောင်ပြောင်နေမှန်းသူမသိလိုက်ပါတယ်။မင်းသမီးနေရာရဖို့အတွက်ဒါရိုက်တာနဲ့အိတ်ခဲ့ရတယ်ဆိုတာသူမသိပါတယ်။ဒါကစမ်းကြဲတဲ့ကိစ္စတော့မဟုတ်ပါဘူး။မင်းသမီးတွေကဇက်ကောင်နေရာရဖို့အတွက်ဒါရိုက်တာနဲ့အိတ်ရတာကအရန်ကိုရိုးရှင်းလုံးတဲ့ကိစ္စပါ။တချို့မင်းသမီးတွေကဟန်ဆောင်ကောင်းရုံလေးပါပဲကျွန်တော်လည်းမျက်နှာပြက်ပြီးဒေါသထွက်နေတဲ့ရှစ်ချင်းဝမ်ကိုဂယုမဆိုင်ပဲလှည့်ထွက်လာခဲ့ပါတယ်ဘဲလိုပဲဖြစ်ဖြစ်ကျွန်တော်က3ရက်လောက်ပဲနောက်ခံဖြစ်တရုတ်ဆောင်ရမယ်ဇက်ဖို့တယောက်ပါစားတော့ဆိုင်လေးတွေဝင်သွားပြီးဇက်ကောင်ရွေးချယ်ရေးလက်ထောက်ဒါရိုက်တာကိုရှာတွေ့ခဲ့ပါတယ်ဒီနေ့အတွက်လိုအားကောက်လည်းချက်ချင်းရခဲ့ပါတယ်ပြန်ကနေမှလက်ထောက်ဒရိုက်တာကကျွန်တော်ကိုအဝေးဆွဲခေါ်သွားပါတယ်မနေ့ပြန်အခန်းအတွက်ဒရိုက်တာကမင်းကိုယာယီအပြောင်းလဲနည်းနည်းလုပ်ပေးထားတယ်ဇက်ဝင်ကနည်းနည်းထပ်ထည့်ထားပြီး dialogue အချို့လည်းထပ်ထည့်ပေးထားတယ်မင်းကနာမည်ကြီးဟင်းလျာရှင်မျိုးနိုင်ငံတော်ပွဲတော်ဟင်းလျာတွေနဲ့မန်ချူဟန်အေဂရစ်ပွဲတော်ဟင်းလျာတွေကိုချက်နိုင်တယ်လို့ပြောခဲ့တယ်မလားကျွန်တော်ခေါင်းညိတ်ပြလိုက်ပါတယ်မင်းတို့ထဲမှာရှစ်ပုံစံကွင်ငါဆိုတဲ့ဟင်းတစ်ပွဲရှိတယ်မင်းသိတယ်မလားသိပါတယ်ကောင်းပြီမနေ့ပြန်ထပ်ထည့်မဲ့ဇက်ဝင်ကအဲ့ဒီရှစ်ပုံစံကွင်ငါကိုချက်ရမှာဘလို့လဲခက်မလားဒီဟင်းကအချိန်တော်တော်ယူရတယ်ဆိုတော့ပတ်စံထပ်တောင်းလို့ရတယ်ပြဿနာမရှိပါဘူးတရက်ကို1500အထူးတရုပ်ဆောင်စည်းနဲ့ပေးမယ်ဘလို့လဲရပါတယ်ဟာကောင်းပြီဒါပေမဲ့နောက်ထပ်လိုအပ်ချက်တစ်ခုရှိသေးတယ်မင်းရဲ့အဓိကအလုပ်ကဇက်ဖို့ဆိုတော့ dialogue တွေကိုတေချာပြောရမယ်မနေ့ပြန်အတွက်စာကြောင်းကိုကြောင်းထပ်ထည့်ပေးထားတယ်ပြဿနာမရှိပါဘူးโอเคဒါဆိုမနေ့ပြန်တေချာတရုပ်ဆောင်ပြပါပွင့်ပွင့်လင်းလင်းပြောရရင်မင်းတရုပ်ဆောင်တော့ကစားဖို့မှုပုံစံကမင်းကတရုပ်ဆောင်လားဒါမှမဟုတ်တကယ်စားဖို့မူလားဆိုတာကိုငါတော့မခွဲခြားနိုင်တော့ဘူး
ကဲပြန်တော့မနက်ဖြန်30နာရီခွဲအချိန်တိတိကျကျလာခဲ့ပါနှုတ်ဆက်ပါတယ်အပြင်ဘက်အဝေးကတစ်ပင်အရေးအောက်မှာတော့သူဒီလောက်အထိတရုပ်ဆောင်နိုင်မယ်လို့ရှင်တကယ်ယုံလားအင်တာနက်ပေါ်မှာလူတော်တော်များများကအဲ့ဒါကတကယ်မူရစ်စေသုံးတဲ့လက္ခဏာလို့ပြောနေကြတယ်သူရဲ့အရင်ကအတွေ့အကြုံတွေကိုလည်းငါတို့မသိဘူးပြီးတော့ရှင်ကသူ့ကိုဇက်ဝင်ခန်းတွေတောင်ထပ်တိုးပေးလိုက်သေးတယ်ဒါရိုက်တာကြီးရဲ့နောက်ဆုံးစကားကအရန်ကိုယွန်းစရာကောင်းပါတယ်ကောင်းဆုံးမှသူမသာဒါရိုက်တာနဲ့မအိတ်ထားရင်သူမခေါင်းကိုဖြုတ်ပြီးဘောလုံးကန်ပစ်လိုက်ပြီဖျော်ဖြေရေးလောကဆိုတာအမိုက်ကျင်းတစ်ခုပါပဲတန်ရှင်းတဲ့သူဆိုတာမရှိပါဘူးကျွန်တော်လည်းကိုဘယ်တော့မှတန်ရှင်းတဲ့သူလို့မသတ်မှတ်ထားပါဘူးမဟုတ်ရင်ဖျော်ဖြေရေးလောကတွေကိုဝင်လာမှာမဟုတ်ပါဘူးကျွန်တော်လည်းရိုက်ကွင်းကနေခက်တီတီနဲ့ထွက်လာပြီးအိမ်ကိုတက်တီနဲ့တန်းပြန်ခဲ့ပါတယ်တတိယမြောက်နေ့နေ့လယ်17နာရီမှာစားတော့ဆန်ရိုက်ကွင်းမှာကျွန်တော်အဆင်သင့်ဖြစ်နေပါပြီတကယ်ပဲ dialogue 6ချောင်းထပ်ထိုးထားပြီးဒီတစ်ခါတော့ကျွန်တော်ကိုတီးတန့်ရိုက်မဲ့ကင်မရာတစ်လုံးပါရှိကမျက်နှာပါပြခွင့်ရမှာပါဒီလိုအခွင့်အရေးမျိုးကကြောင်းပြီးတာတစ်နှစ်ကျော်ပဲရှိသေးပြီးဇက်ဖို့အဖြစ်ပြေးလွှားနေရတဲ့အောက်ခြေတရုပ်ဆောင်တယောက်အတွက်အရန်ကိုရခဲ့တဲ့အခွင့်အရေးပါအထူးသဖြင့်ဒီနေ့နိုင်ငံတော်ပွဲတော်ဟင်းလျာဖြစ်တဲ့ရှင့်ပုံစံကွေငါးကိုချက်ရမှာပါမိဖို့ကြောင့်ထဲမှာတော့ကျွန်တော်ရဲ့နိုင်ငံတော်အဆင့်စားဖို့မှုဟန်ပန်တွေထွက်ပေါ်လာပါတော့တယ်လက်ထဲကတန်ရောက်ချိုကလည်းချက်ချင်းပဲလှုပ်ရှားလာပါတယ်နေ့လယ်စာစားချိန်စားတော့ဆိုင်လေးထဲမှာလူတွေအများကြီးစားတော့နေကြပါတယ်ဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာပြီးတော့မင်းသမီးနဲ့ကျွန်တော်ကတဝိုင်းနဲ့ထိုင်နေကြပါတယ်စပွဲပေါ်မှာတော့အဓိကဟင်းလျာဖြစ်တဲ့ရှင့်ပုံစံကွေငါးရှိနေပါတယ်ဒီဟင်းကအပြင်ဘက်မှာကြွရွနေပြီးအတွင်းမှာတော့နူးညံ့ကရွှေလိမ်မော်ရောင်တန်းနေပြီးချိုချင်းအရသာရှိပါတယ်စားလိုက်ရင်နူးညံ့ပြီးလက်ဆက်ကပါဇက်ထဲမှာတင်အရီပျော်သွားပါတယ်ချိုချင်းအရသာရှိတဲ့ဟင်းရည်နဲ့ပေါင်းဆက်လိုက်တော့လူတွေကိုတလုတ်ပြီးတလုတ်မစားဘဲမနေနိုင်အောင်ဆွဲဆောင်နေပါတယ်အားလုံးပဲအရသာရှိစားတော့နေကြပါတယ်ရှစ်ချင်းဝမ်ကကျွန်တော်အပေါ်ရန်လိုမှုတွေရှိနေသေးပေမဲ့ဒီနိုင်ငံတော်ပွဲတော်ဟင်းလျာကိုတလုတ်စားကြည့်လိုက်တဲ့အချိန်မှာတော့သူမရဲ့မေးရိုးတောင်ပြုတ်ကြမတက်အံ့ဩသွားပါတယ်အရန်စားလို့ကောင်းတာပဲကျင်ငါးပွင့်ဟိုတယ်မှာတောင်ဒီလောက်အရသာရှိတဲ့ငါးမျိုးမစားဘူးငါတကယ်နားမလည်နိုင်တော့ဘူးဒီကောင်ကတကယ်ပဲတရုပ်ဆောင်လားမူရစ်စေးသုံးတဲ့သူလားဒါမှမဟုတ်စားဖို့မှုလားကျွန်တော်ရဲ့ဇက်ဝင်ခန်းနေနဲ့ပတ်သက်ပြီးဒါရိုက်တာကတော်တော်လေးသဘောကျနေကကျွန်တော်ကစားဖို့မှုတယောက်ရဲ့တကယ်စစ်မှန်တဲ့ပုံစံကိုပြသနေတယ်လို့ခံစားနေရပါတယ်ဒါကြောင့်ရိုက်ကူးရေးလုပ်ငန်းစဉ်တစ်ခုလုံးမှာကျွန်တော်တရုပ်ဆောင်ထားတဲ့အငွေအသက်လုံးဝမပါဘဲတဘာဝကြနဲ့ချောမွေ့နေခဲ့ပါတယ် dialogue တွေပြောတာအပါဝင်အားလုံးကအတူတူပါပဲကျွန်တော်ကိုစားဖို့မှုတယောက်လို့ထင်သွားစေလောက်အောင်ကိုလက်တွေ့ကြလုံးပါတယ်နေ့လည်စာစားပြီးတော့ဒါရိုက်တာကိုယ်တိုင်ကျွန်တော်စီရောက်လာပါတယ်ကျွန်တော်တို့နှစ်ယောက်တစ်ပင်အရေးအောက်မှာရက်နေကြပါတယ်ရှောင်းလူငါ့ကိုအမှန်တိုင်းပြောစမ်းမင်းရင်ကစားဖို့မှုလုပ်ဖူးသလားရပါတယ်အမှန်တိုင်းသာပြောပါဒီကအလုပ်ကိုမထိခိုက်စေပါဘူးမလုပ်ဘူးပါဘူးတကယ်မလုပ်ဘူးလားပါတက္ကသိုလ်ကဘွဲရပြီးတာနဲ့ဇက်ဖို့အဖြစ်တစ်နှစ်လောက်ပြေးလွှားနေရတာအခွင့်အရေးရှာဖို့တော့အချိန်မရှိတာစားဖို့မှုလုပ်ဖို့ဘယ်မှာအချိန်ရှိမှလဲတကယ်မလုပ်ဘူးလားပါဟကောင်ရဒါဆိုမင်းရဲ့လက်ရကအရန်ကောင်းလွန်းနေပြီပြီးတော့မင်းရဲ့တရုပ်ဆောင်ပုံကအရန်ကိုလက်တွေ့ကြလွန်းလို့မင်းကတကယ်အပြင်မှာနေတဲ့ပုံစံလားဒါမှမဟုတ်တရုပ်ဆောင်နေတာလားဆိုတာကိုငါတော့မခွဲခြားနိုင်တော့ဘူးချီးကျူးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါရိုက်တာကြီးခမရရဲ့ကောင်းချီးစကားတွေကိုလက်ခံပါတယ်ဒါရိုက်တာကြီးကျွန်တော်ဒီနေ့အတွက်လှုပ်အားခါလေးမလောပါနဲ့ရှောင်းလို့ရဲ့ဒီလိုလုပ်ရင်ဘလို့လဲငါတို့ဇက်ညွန့်ကိုညာတွင်းချင်းပြင်ပြီးမင်းရဲ့ဇက်ကောင်ကိုပို့ပြီးအသက်ဝင်အောင်လုပ်ပေးမယ်မင်းကနံပါတ်5ဇက်ကောင်မင်းသမီးရဲ့အုတ်ထင်းသူနေရာကနေတရုပ်ဆောင်ရမယ်ဇက်ဝင်ခန်းအရေးအတွက်ကတော့အခြေအနေပေါ်မူတည်မယ်ဒါပေမဲ့မင်းကဇက်ကားဖွဲ့နဲ့အမြဲတမ်းအတူရှိနေရမယ်3လလောက်ပေါ့အခြေအနေကောင်းရင်ဇက်ဖို့ဆက်မလုပ်နဲ့တော့ငါတို့ဒီဇက်ကားဖွဲ့လေးကိုလုံးဝအထင်မသေးဘူးငါအကြံပေးခြင်းနဲ့ဒီနောက်ွယ်မှာနာမည်ကြီးထုတ်လုပ်ရေးကုမ္ပဏီတွေရှိတယ်ဆိုတာမင်းသိထားတဲ့နဲ့ဒီဇလန်တွဲပြီးသွားရင်မင်းအတွက်စားဖို့မှုအကြောင်းဇလန်တွဲတစ်ခုတီးတန့်ရိုက်ပေးဖို့ငါလူရှာပေးမယ်ဘလို့လဲစိတ်ဝင်စားလားတောင်းပန်ပါတယ်ဒါရိုက်တာကြီးကျွန်တော်စိတ်မဝင်စားဘူးဒီနေ့အတွက်လှုပ်အားခကိုပဲရှင်းပေးပါတော့ဒါရိုက်တာကြီးလည်းကြောင်းအံ့ဖြစ်သွားပါတော့တယ်ဒီနေ့အတွက်လှုပ်အားခကိုရှင်းပေးလိုက်ပါဒါရိုက်တာကြီးကတော့ကြောင်းအံ့ဖြစ်သွားခဲ့ပါတယ်ဒီလောက်ကောင်းတဲ့အခွင့်အရေးကြီးကိုသူ့ရှေ့မှာချပေးထားတာတောင်စိတ်မဝင်စားဘူးလို့သူကပြောလိုက်တာကိုတကယ်လို့သာအခြားလူချမ်းတရုပ်ဆောင်တွေဆိုရင်ဒါရိုက်တာတယောက်ကနောက်ဆက်လန်းကြရင်နေရာတစ်ခုပေးမယ်တီးတန့်ဇက်ကောင်နေရာပေးမယ်လို့ပြောလိုက်ရင်ဒူးထောက်ပြီးမျက်ရည်ကျမတက်ကျေးဇူးတင်ကြမှာပါဒါပေမဲ့ဒီကောင်ကတော့တကယ်ကိုစိတ်မဝင်စားပဲဒီနေ့ရမယ်လှုပ်အားကကိုပဲတွေးနေတာပါရှောင်းလူမင်းတကယ်ပဲစိတ်မဝင်စားတာတေးကြရဲ့လားစိတ်မဝင်စားပါဘူးနောက်နေတာလားနောက်တလနေရင်တရုတ်ဆောင်ဆိုတာဘာလဲဆိုတဲ့ဓာတ်ရိုက်ထုတ်လွှင့်မဲ့အစီအစဉ်လာတော့မှလေဒီလိုဘတ်ဂျက်နည်းနဲ့အစ်မမီတဲ့ဇက်ကမှနံပါတ်5မင်းသားနေရာကနေဘသူကပါဝင်ခြင်းမလဲပြီးတော့အဲ့ဒီလိုအရေးချင်းမရှိတဲ့မင်းသမီးနဲ့တွဲပြီးတရုတ်ဆောင်ရအောင်ပါလေဒါရိုက်တာကြီးကတော့မျက်နှာပြတ်သွားပြီးကျွန်တော်ကိုစက္ကန့်အနည်းငယ်လောက်စိုက်ကြည့်နေပြီးလှည့်ထွက်သွားခဲ့ပါတယ်ဒီလိုစိတ်သဘောထားမျိုးကတော့တကယ်ကိုစကားတောင်မပြောချင်စရာပါပဲကျွန်တော်ကတော့စာချုပ်လဲချုပ်ပြီးသားဆိုတော့တိတ်ကြည့်မဆိုင်ပါဘူးဒီနေ့အတွက်လှုပ်အားခကိုတော့ရအောင်ယူရမှာပါမင်းနဲ့အနေငယ်ကြတော့လူရွေးချယ်ရေးလက်ထောက်ဒါရိုက်တာထွက်လာပြီးကျွန်တော်စီအမြန်လာကတီတို့အတန်နဲ့မင်းကဒါရိုက်တာရဲ့အစီအစဉ်ကိုညှင်းလိုက်တာလားလို့မေးပါတယ်ကျွန်တော်ခေါင်းငိတ်ပြလိုက်ပါတယ်သူကကျွန်တော်ကိုဖြောင်းပြမယ်ဒါမှမဟုတ်ဒါရိုက်တာလိုပဲလှောင်ပြောင်မယ်လို့ထင်ထားတာပါဒါပေမဲ့ဒီလူကကျွန်တော်ထင်ထားတာနဲ့တခြားစီဖြစ်နေခဲ့ပါတယ်သူကပြုံးပြီးတီတို့အတန်နဲ့ကောင်းပြီးမင်းလက်မခံတာလည်းကောင်းပါတယ်လူချန်မင်းကိုငါအထင်ကြီးတယ်ဒီနေရာလေးကမင်းလိုလူနဲ့မတန်ပါဘူးဒီလိုလုပ်ပါငါ့ကိုတီးတဲ့ message ကနေဆက်သွယ်လိုက်ပါနောက်ကြရင်မင်းအတွက်အခွင့်အရေးတွေငါရှာပေးမယ်ဒါကဒီနေ့အတွက်လှုပ်အားခ1500ပါနောက်ထပ်800ထပ်ပေးလိုက်မယ်အဲ့ဒါကနေ့လေကထမင်းဟင်းကူချက်ပေးတဲ့အတွက်ပေးမန်းကြီးပါကဲမြန်ပြန်ပြီးအနားယူလိုက်တော့လို့ပြောပါတယ်ကျေးဇူးတင်ပါတယ်ဒါရိုက်တာကျန်မနှက်ပြန်နောက်ဆုံးတစ်ရက်ကြံသေးတယ်အဆုံးထိရိုက်ကူးရေးပြီးအောင်လုပ်ပါမယ်ဒါရိုက်တာဘလို့ပဲဆက်ဆန်ငါတို့ကစာချုပ်ချုပ်ထားတာလေစိတ်ချပါကျွန်တော်မှအဲ့ဒီလောက်တော့ professional ကျင့်ဝတ်ရှိပါတယ်ဒါဆိုလဲကောင်းတာပေါ့မနှက်ပြန်ရိုက်ကူးရမယ့်အခန်းကလည်းဟင်းချက်တဲ့အခန်းပဲမင်းစစ်မှန်တဲ့ကွန်ပေါင်းချက်သားဟင်းတစ်ပွဲလောက်ချက်ပေးနိုင်မလားငါအဲ့ဒီဟင်းကိုကြိုက်လို့ပါရပါတယ်ဒါပေမဲ့ပတ်စံပို့ပေးရမယ်နော်ဟာမင်းကပတ်စံဆိုရင်တိတ်မှတ်တာပဲပတ်စံပို့ပေးဖို့ကပြဿနာမရှိပါဘူးဒါဆိုသဘောတူတယ်နော်ကြမ်းချန်နဲ့လက်ဆွဲနှုတ်ဆက်ပြီးနောက်ကျွန်တော်လည်းလှည့်ပြီးထွက်လာခဲ့ပါတယ်တရက်ထဲနဲ့2300တောင်ရလိုက်တာဆိုတော့တကယ်မဆိုးပါဘူးတတိယနေ့မှာလည်းနေ့လယ်ပိုင်းရိုက်ကူးရေးရှိပါတယ်ကြမ်းချန်ပြောတဲ့အတိုင်းပဲအဲ့ဒီဒါရိုက်တာငယ်လေးကမျက်နှာကြီးစုပုတ်နေပါတယ်မနက်ခင်းတစ်ခုလုံးမျက်နှာမတမယာဖြစ်နေပြီးရိုက်ကွင်းမှာလည်းဘာမဟုတ်တာလေးနဲ့စိတ်တူနေတတ်ပါတယ်ဒါကကျွန်တော်ကိုခေါင်းခါပြီးတက်ပြင်းချစေခဲ့ပါတယ်တကယ်ပဲငှက်တူရင်အုပ်စုဖွဲ့တတ်ကြတာပဲဒီလိုစိတ်ခံစားမှုနဲ့ရေသွေးကရှာဝန်ချင်းနဲ့တပုံစံနဲ့ပါပဲဒီမိမကနောက်ပေါက်ကနေဇက်ကားတဲ့ပါလာတာမဆန်းပါဘူးဂရင်တလုံးထဲပေါ်မှာအတူအိတ်နိုင်နေဆိုကြတဲ့ကသူတို့နှစ်ယောက်ကတစ်ကြိတ်တည်းတညံနေဆိုတာသိတာပါတယ်ကျွန်တော်စိတ်ကတော့တည်ငြိမ်နေပြီးဘာအနှောက်အယှက်မှမရှိပါဘူးကျွန်တော်ရဲ့ရိုက်ကူးရေးအခန်းကလည်းပုံမှန်အတိုင်းပဲကျွမ်းကျင်တဲ့စားဖို့မှုတယောက်ရဲ့ဟန်ပန်တွေကိုတရုပ်ဖော်နိုင်ခဲ့ပါတယ်
ဒါရိုက်တာကအပြစ်ရှာခြင်းနေရင်တော့ကျွန်တော်ရဲ့တရုပ်ဆောင်မှုကတခါတည်းနဲ့ OK သွားခဲ့ပါတယ်နောက်ဆုံးတော့ဒါရိုက်တာကသူ့ရဲ့ဒေါသတွေကိုရှာဝန်ချင်းပေါ်မှာပဲပုံချလိုက်ရတော့တယ်ဘာလို့လဲဆိုတော့သူမကရိုက်ကူးရေးတိုင်းလိုမှအမားလုပ်နေလို့အချိန်တွေအကုန်လုံးသူမစီမှာပဲကုန်ဆုံးသွားလို့ပါနေ့လယ်ဘက်မှာကျွန်တော်ထမင်းစားဖို့မနေတော့ပဲဒီနေ့အတွက်လုံအားခ1500နဲ့ကြမ်းချံကိုယ်တိုင်စိုက်ထုတ်ပေးတဲ့ကွန်ပေါင်းကြက်သားဟင်းချက်ခ1000ကိုယူပြီးတန်းပြန်လာခဲ့ပါတယ်အဲ့ဒီကွန်ပေါင်းကြက်သားဟင်းတစ်ပွဲလုံးကိုကြမ်းချံတယောက်တည်းစားပစ်လိုက်ပါတယ်ဒါရိုက်တာလည်းအားနာလို့မစားရသလိုရှာဝန်ချင်းလည်းမစားရပါဘူးသူတို့နှစ်ယောက်လုံးကအားနာနေကြတော့အခြားလူတွေလည်းသွားစားဖို့ပို့ပြီးအားနာနေကြတာပေါ့နောက်ဆုံးမှာတော့ကြမ်းချံကပါဇက်တန်မီအောင်စားရင်ဒီအရသာကတကယ်မိုက်တာပဲလို့ပြောလိုက်ပါတယ်ကျွန်တော်ကို3ရက်နားရက်ပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့ကြမ်းချံရဲ့စကားငယ်လေးထဲမှာစနစ်ကပေးထားတဲ့စွမ်းရည်တွေကြောင့်3ရက်အတွင်းမှာ4950တောင်ရှာနိုင်ခဲ့လို့ပါအရင်ကဒီလိုအခွင့်အရေးမျိုးမရခဲ့ဘူးတော့ကိုဘွားလေးကိုနည်းနည်းမြင့်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်စားကောင်းတောက်ဖွယ်လေးတွေစားဖို့ပင်လယ်စာတွေအများကြီးဝယ်လာခဲ့တယ်အိမ်ရောက်တော့စားဖို့မှုနေရာကိုပြောင်းလိုက်ပြီးစတူယန်ပေ30ပဲရှိတဲ့ကိုယ့်ရဲ့အခန်းချင်းလေးထဲမှာအစင်းမြင့်ဟင်းလျာတွေကိုအေးအေးဆေးဆေးချက်ပြုတ်စားတော့ရင်တကယ်ကိုပျော်ရွှင်နေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်စနစ်အကြောင်းကိုလေ့လာဖို့အချိန်အများကြီးပေးခဲ့ပါတယ်ဥပမာအနေနဲ့ကိုဘာသာဇက်ကောင်တွေဖန်တီးပြီးတရုပ်ဆောင်ကြည့်တာမျိုး cosplay ဝတ်စုံတွေဝတ်ပြီးတရုပ်ဆောင်ကြည့်တာမျိုးတွေလုပ်ခဲ့ပေမဲ့ဘာမှအလုပ်မဖြစ်ခဲ့ပါဘူးစနစ်ကတရုပ်ဆောင်အလုပ်ကိုပဲတတ်မှတ်ထားတာဆိုတော့ဇက်ကောင်နေရာရဖို့အတွက် professional ကြကြပဲတွားရမှာပါတခြားနီးလမ်းမရှိတော့လူချမ်းတရုပ်ဆောင်ဖြစ်ပဲဆက်လုပ်ရမှာဖြစ်ပြီးဒါကအမြန်ဆုံးနီးလမ်းပါပဲတစ်ချိန်တည်းမှာပဲနောက်တစ်လနေရင်လာမဲ့ဓာတ်ရိုက်ထုတ်လွှင့်မဲ့အစီအစဉ်ကလည်းလမ်းကြောင်းကောင်းတစ်ခုပါပဲပို့ပြီးမျှော်လင့်လာမိတယ်နာရက်စတုထမြောက်နေ့မှာတော့ဇကားရိုက်ကူးရေးတွေဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီရက်လက်အနေနဲ့မနက်အစောကြီးဖုန်းတကောဝင်လာတယ်နံပါတ်စိမ့်တစ်ခုပါဖုန်းကင်လိုက်တော့တစ်ဖက်ကနေအသက်ကြီးကြီးနဲ့နည်းနည်းရင်းနှီးနေတဲ့အတန်တစ်ခုထွက်လာတယ်ဟယ်လိုလူချန်လားဟုတ်ပါတယ်ကျွန်တော်ပါဘသူပါလဲကျွန်တော်ကကျန်းဝိုင်ရန်ပါဆရာကျန်းပဲမင်္ဂလာပါကျန်းဝိုင်ရန်ဆိုတာတရုပ်ဆောင်ဆိုတာပါလေအစီအစဉ်ရဲ့လူရွေးချယ်ပွဲမှာအသက်အကြီးဆုံးအကဲဖြတ်ဒိုင်လူကြီးပါသူကကျွန်တော်ကိုယ်တိုင်ဖုန်းဆက်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူးအဲ့ဒါကဓာတ်ရိုက်ထုတ်လွှင့်မဲ့အစီအစဉ်ရဲ့အဆင့်တက်ပြိုင်ပွဲနဲ့ပတ်သက်နေတယ်ရှောင်းလူဒီရက်ပိုင်းဘာတွေအလုံးများနေလဲနောက်တစ်လနေရင်လာမဲ့အဆင့်တက်ပြိုင်ပွဲအတွက်စိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်နေပြီလားဆရာကျန်းကျွန်တော်ကတော့ဒီတိုင်းပဲအလုံးမရှိအလုံးရှာလုပ်နေတာပါအဆင့်တက်ပြိုင်ပွဲအတွက်ကတော့နောင်တမရအောင်အကောင်းဆုံးစူးစမ်းသွားမှာပါဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကအခုမှဒီလောကထဲဝင်လာတဲ့လူချမ်းတရုပ်ဆောင်တယောက်ဆိုတော့အဲ့ဒီလောက်ကြီး PR တွေစိတ်ပိုင်းဆိုင်ရာဝင်ထုတ်ဝင်ပိုးတွေမရှိပါဘူးကောင်းတယ်လူငယ်တယောက်အနေနဲ့စိတ်တက်ခိုက်မာတာမစိုးဘူးရှောင်းလူငါအငိမ့်မစားခင်ကဘာအလုပ်လုပ်ခဲ့လဲမင်းသိလားမသိပါဘူးတကယ်တော့ငါအငိမ့်မစားခင်ခရမ်းချင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားအကယ်ဒမီကဆရာတယောက်ပါဒါကြောင့်လူရွေးချယ်တဲ့နေ့ကမင်းရဲ့ကိုရေးရာဇဝင်ကိုတွေ့တော့ငါအရန်ရင်းနှီးနေတယ်လို့ခံစားရတယ်ဒါကြောင့်လဲလူရွေးချယ်တဲ့နေ့ကရဲမေနောက်ပေါက်ကနေဝင်လာတာကိုသူသိသွားတော့အရန်ဒေါသထွက်ခဲ့ပြီးကျွန်တော်ကိုယ်တောင်သာမန်းစိတ်ထားနေပဲရင်ဆိုင်ဖို့တမင်လာအားပေးခဲ့တာကိုဒါကသူ့ရဲ့အလုံးနောက်ခံကြောင်ဖြစ်ရမယ်ဆရာကျန်းဆရာလဲရမ်းချင်းကဆရာတယောက်ဖြစ်နေတာကိုလူရွေးချယ်တဲ့နေ့ကဆရာကျန်းရဲ့အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရပါတယ်မင်းအဆင့်တက်နိုင်တာကမင်းရဲ့အရေးချင်းကြောင့်ပါမူရစ်စေသုံးတဲ့သူတယောက်လိုတရုပ်ဆောင်သွားတာကလေငါကျန်းဟွာရန်အသက်ဒီလောက်ကြီးတဲ့အထိမင်းလောက်အသက်ဝင်အောင်တရုပ်ဆောင်နိုင်တဲ့သူမျိုးတစ်ခါမှမမြင်ဘူးသေးဘူးဆရာကျန်းကျွန်တော်ကိုအယမ်းမြောက်ပြောနေပါပြီကျွန်တော်ကကိုမူရစ်စေသုံးတဲ့သူတယောက်လိုစိတ်သွင်းပြီးတရုပ်ဆောင်ကြည့်ုံတင်ပါဒီတိုင်းလေးပဲတွေးပြီးလှုပ်လိုက်တာပါဒီတိုင်းတွေးပြီးလှုပ်လိုက်တာတော့ဒီလောက်ကောင်းအောင်တရုပ်ဆောင်နိုင်တယ်ဆိုတော့တော်တာပေါ့ရှောင်းလူဒီနေ့ငါမင်းကိုဆက်သွယ်လိုက်တာတကယ်တော့မေးစရာလေးတစ်ခုရှိလို့ပါဆရာကျန်းပြောပါခင်ဗျာဒီလိုကွာငါရဲ့တပည့်ဟောင်းတယောက်ကအခုဒါရိုက်တာလောကထဲရောက်နေတယ်သူကအခုမျိုးပြအချစ်ဇလန်တစ်ပုတ်ရိုက်ကူးနေတယ်သူကဒီလောကထဲရောက်တာတိတ်မကြသေးတော့နာမည်မကြီးပေမဲ့လူကောင်းတယောက်ပါအနည်းဆုံးတော့သူကအရေးချင်းရှိတယ်လို့ငါထင်တယ်အခုသူ့ဇာတ်ကားထဲမှာအထူးတရုပ်ဆောင်တယောက်လိုနေတယ်ရိုက်ကွင်းမှာ15ရက်ကနေရက်20လောက်အချိန်ပေးရလိမ့်မယ်ပြဿနာကသူ့မှာဘတ်ဂျက်အခန့်အသတ်ရှိပြီးနာမည်လည်းတိတ်မကြီးတော့တင့်တော်တဲ့အထူးတရုပ်ဆောင်ရှာမရဖြစ်နေတယ်သူကငါ့ကိုဖုန်းဆက်ပြီးအကူအညီတောင်းတယ်ဈေးနည်းနည်းတက်တာတဲ့သူရှာပေးနိုင်မလားဆိုပြီးတော့လေအဲ့ဒါနဲ့ငါလည်းမင်းကိုသတိရသွားတာဆရာကျန်းကျွန်တော်ကတာမန်လူချမ်းတရုပ်ဆောင်တယောက်ပါကျွန်တော်ကိုခေါ်လဲဘာမှအသုံးဝင်မှာမဟုတ်ပါဘူးကျွန်တော်ကအထူးတရုပ်ဆောင်မှာမဟုတ်တာရှောင်းလို့ငါမင်းကိုအရင်မေးပြစေဦးငါတပည့်ကဇက်ဝင်ခန့်တိတ်မများတဲ့တထေးသားဘီလိန်နေရာမှာတရုပ်ဆောင်ကိုအထူးတရုပ်ဆောင်တယောက်ရှာနေတာအဲ့ဒါကပုံသေးကားကြတတ်မှတ်ထားတဲ့ဇက်ကောင်မျိုးပေါ့မိသားစုကအရန်ချမ်းသာပြီးပိုင်ဆိုင်မှုဂတိ1000ကျော်ရှိတဲ့အမျိုးအစားမျိုးလေဇက်ကလည်းမောက်မာထောင်လွှားပြီးရိုင်းဆိုင်တဲ့ပုံစံမျိုးမင်းဘယ်လိုထင်လဲဟာတထေးသားမိသားစုပိုင်ဆိုင်မှုကလေး1000ကျော်တောင်ရှိတဲ့တထေးသားဒါဆိုရင်တော့ရတယ်ကိုယ်တိုင်တရုပ်ဆောင်ပြီးသွားရင်စနစ်ကကိုယ့်ကိုဓာတ်ရိုက်တထေးသားအဖြစ်ပြောင်းပေးလိုက်မှာပေါ့ဆရာကျန်းကျွန်တော်ကိုယုံကြည်တယ်ဆိုရင်အမှန်တိုင်းပဲပြောပါမယ်ဆရာပြောတဲ့အဲ့ဒီလိုပုံသေးကားကြတထေးသားမျိုးကိုကျွန်တော်တကယ်လေ့လာဘူးပြီးအတွေ့အကြုံလည်းအများကြီးရှိပါတယ်